ဒီတချင်းလေးကတော့ခုလိုအလုပ်ပိတ်ရက်လေးမှာရှက်ကီလေးရှာရင်ဒါတချင်းလေးနဲ့ဆွေးကျင်တဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ကိုအောင်ထိုးရေးထားပြီးတော့ကိုအောင်မဲထက်ဆိုထားတဲ့ခဏသာလိုသုံးအဖြစ်လို့အမည်ရပါတယ်ဒီထဲမှာလိုသုံးလောက်ခံလိုက်ရတဲ့လူတွေဘယ်နှယောက်ပါလဲဆိုတာလဲကိုမနဲ့မှာရေးပေးခဲ့လို့ရပါတယ်အဲ့တော့လက်စကောစာတွေလူနဲ့အောင်ချင်နေပြန်တန်တာလို့တောင်းတမိနေတယ်ဖောင်းလေးကနန်းလေးပြေချတ်သွေးလေးပြန်ကောင်းလေးငုံနေခဲ့အဲလောက်ချစ်ခဲ့ကြပြီမှာကိုရွေထားတဲ့မဲလေးကကိုခဏသာလို့သုံးပြနေခဲ့လေးတွေ့မှမဟုတ်တာလိုချင်တာပြောကိုယူသွားပါတော့မင်းတို့ဆိုရင်တန်းနဲ့ခန္ဓာလေးမျိုးဘဝအသစ်မှာယုံလာတော့ဒွာလုံးစားပေါ်ထားတာဘယ်တယောက်ကိုသာဘဝလုံးထန်ကိုပေါ်ချင်မှာမင်းပြောတဲ့ချစ်တဲ့ဆိုဦးကြတော့ငါမှတယောက်တည်းကိုချစ်ကိုမခံနိုင်ဘူးခံနိုင်ရတဲ့ကောင်းဆုံးတော့ဒီနေ့နေ့ဒီချိန်နဲ့ပြန်လာမမျောလင်းချင်များနဲ့ဆောင်နေခဲ့ကဲအားလုံးပဲချက်တက်တယ်ပဲလို့ကျွန်တော်ပြောလဲပါတယ်ချက်တက်တယ်เนาะကျွန်တော်မန်ချက်ခေါ်ရတဲ့ကောင်မှလည်းတွဲအောင်နားဆင်လို့ရပါတယ်ဒါတရှင်အတစ်တစ်ပုတ်လည်းအတူလောက်နေပါတယ်ကျွန်တော်စီမှာလာဖွင့်ပြတယ်ဆိုတာဗျာဒီနားထောင်နေတဲ့လူတွေစီကနေပြီးတော့မှတ်ချက်လေးတွေလိုချင်လို့လာဖွင့်ပြတာဗျာအဲ့တော့ပုံမွေလင်းလင်းရေးခဲ့ပြီးလို့ရတယ်ဒါပေမဲ့မိုင်းရင်ဆော့ကားလို့တော့မရဘူးပေါ့ဗျာဝေဖန်လို့ရတယ်ဆော့ကားလို့တော့မရဘူးအဲ့တော့အားလုံးပဲအဆုံးနေကြည့်ပြီးကျေးဇူးများတင်တယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါအောင်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာ